Okay လောက်မလားဒီဗီဒီယိုမှာတော့ကျွန်တော်တို့ဒီလိုမျိုးနောက်မှာဟလာခဏကိုနောက်မှာကိုစာရေးပါပေါ်ခြင်းနဲ့စာခဏကိုဖုံးတာတယ်မှာကုန်ပြီခဏကိုကစာကိုဖုံးတာတယ်ဆိုတော့အဲ့လိုအထားမျိုးလေးလိုချင်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ CapCut PC နဲ့တခါတည်းအမြန်ဘယ်လိုလုပ်လို့ရမလဲဆိုတော့လေကျွန်တော်တစ်ချက်ပြပေးလိုက်မယ် Okay ဆိုတော့ကျွန်တော် CapCut PC ထဲဝင်မယ်ပြီးလို့ရှိရင်ဒီမှာကိုလုတ်ချင်တဲ့ဗီဒီယိုတစ်ခုအရင်ရွှေ့ထားပါတော့ဒီရဲ့နောက်မှာကျွန်တော်တို့စာထည့်ချင်တာပေါ့ဥပမာဒီမှာဆိုလို့ရှိရင်ကျွန်တော်နာမည်ထည့်လိုက်မယ်ပေါ့နော် concept ဆိုတဲ့နာမည်လေးထည့်လိုက်မယ် Okay အဲ့တော့စာထည့်ချင်တယ်ဆိုတော့ကျွန်တော်တို့ text ထဲကိုသွားမယ်ပြီးလို့ရှိရင်ဒီအောက်မှာdefault လေးပဲပေါ့နော်အဲ့လေးတစ်ခုရွေးလိုက်မယ် Okayဆိုတော့ဒီမှာကိုနာမည်ကိုပြန်ပြောင်းလိုက်မယ်ပေါ့နော်ဒီမှာ concept ပေါ့ Okay ဟုတ်ပြီနာမည်ကတော့ပေါ်လာပြီကျွန်တော် font လေးတော့နည်းလှအောင်တော့နည်းပြန်ရွေးလိုက်အောင်နော်နည်းလူရည်သေးရှင်းသေးလေးဖြစ်တော့ Okay ဟုတ်ပြီဒီ font လေးပဲကျွန်တော်သုံးလိုက်မယ်ဒီ font ကအခုကကြတော့ဘာဖြစ်လဲဆိုတော့လူကိုကွယ်နေပေါ့နော်ကျွန်တော်ထားချင်တာကြတော့လူရဲ့နောက်မှာဒီစာပေါ်မဲ့ထားမျိုးပေါ့နော် Okay ဆိုတော့ try ကြည့်တာပေါ့ Okay ပထမဆုံးကျွန်တော်တို့ရဲ့ဒီ video အရင် selection ရင်ပေးလိုက်ပေါ့နော်ပြီးလို့ရှိရင် order လေးကိုဖိမယ်ပြီးလို့ရှိရင် drag ဆွဲပြီးတော့နောက်ထပ်ပွားလိုက်မယ်ပေါ့နော်နောက်ထပ် copy paste လုပ်လိုက်တာပေါ့ဆိုတော့နောက်တဲ့ဗီဒီယိုတစ်ခုရလာပြီအဲ့ဗီဒီယိုမှာကျွန်တော်တို့ဘာပဲယူမလဲဆိုတော့ကိုခဏလူပုံပဲယူတော့မယ် Okay လူကိုဖြတ်ထုတ်မယ်ဆိုတော့ဘာလုပ်မလဲဆိုတော့ဒီ basic ထဲမှာဘေးက remove VG ဆိုတာလေးရှိတယ်အဲ့ remove VG မှာဒီမှာ auto remove ဆိုတာလေးရှိတယ်ဆိုတော့ Okay ဆိုတော့ကျွန်တော်အဲ့ကောင်လေးကိုတစ်ချက်နှိပ်လိုက်မယ်ပေါ့နော်နှိပ်လိုက်ပြီဆိုတော့လည်းဒီမှာ processing ဆိုပြီးတော့သွားနေပေါ့နော် Okay ဆိုတော့ပထမဆုံးကျွန်တော်တို့ဒီ test ဟာလေးကို compound click လုပ်လိုက်မယ်ပေါ့နော် right click နှိပ်လိုက်မယ်ပြီးရင်ဒီမှာ create compound click ဆိုတာလေးအရင်တစ်ချက်ရွေးလိုက်မယ်ဟုတ်ပြီအဲ့ဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့စာဗီဒီယိုအပုံစံမျိုးဖြစ်သွားပြီပေါ့နော် compound click ဖြစ်သွားပြီအဲ့တော့မှကျွန်တော်တို့ကစပြီးတော့ layer ရွေးလို့ရမှာ Okay ပြီးပြီဆိုလို့ရှိရင် layer တွေခွဲလို့ရပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့က basic ကဟိုအောက်ဆုံးသွားပြီးတော့ဒီမှာ layer 2ဖြစ်နေရလေကျွန်တော်တို့ layer 1လေးပဲတစ်ချက်ရွေးပြလိုက်မယ် Okay အဲ့ဆိုလို့ရှိရင်တော့ကျွန်တော်တို့ရဲ့ဒီစာကိုယ့်ရဲ့ကျွန်တော်ရဲ့ဒီ body နောက်မှာပဲပြန်ပြီးတော့ပေါ်တော့မှာပေါ့နော် Okay အဲ့ဒါလေးကျွန်တော်တို့ကလှအောင်လို့ဘာလုပ်မလဲဆိုတော့ animation လေးတော့ထည့်ပေးလိုက်ပါတော့အဲ့ဒါမှပို့ပြီးတော့ကြည့်လို့လှမှာဆိုတော့ maybe ဒီမှာ zoom 1လေးပေါ့ပြီးရင်အထွက်ကကြလို့ရှိရင်တော့ဒီမှာအောက်လေးတောင်းပြီးတော့slide bright လေးတုံးကြည့်လိုက်မယ်Okay ဆိုတော့ video လေးတစ်ချက်ပြန်ကြည့်ကြအောင်ကျွန်တော်တို့အတန်လေးတစ်ချက်ပိတ်လိုက်မယ်ဆိုတော့ဒီလိုဝင်လာမယ်ပြီးလို့ရှိရင်ဒီလိုထွက်သွားမယ်ဆိုတော့စာလူရဲ့အနောက်မှာပဲရောက်နေပေါ့နော်ဆိုတော့အဲ့လိုအထာကြကြပုံစံမျိုးလေးလည်းဒီ CapCut PC ထဲမှာတစ်ခါလေးလုပ်လို့ရပါတယ် Okay ဒီဗီဒီယိုလေးကတော့ဒါကျွန်တော်တို့ CapCut PC မှာစာတန်းကိုနောက်မှာလူနောက်မှာဘယ်လိုထုံးမလဲဆိုတဲ့ဟာလေးကိုဒါအလွယ်ဆုံးနည်းနဲ့အမြန်ဆုံးနည်းနဲ့ကျွန်တော်ပြပေးတာပေါ့နော် Okay အားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်နောက်ဗီဒီယိုကျမှပဲထပ်တွေ့တော့